အားလုံးပဲမင်္ဂလာပါအစာခြေစနစ်ဤအလုပ်လုပ်ပုံကျွန်တော်တို့အစာကိုစားလိုက်ပြီဆိုတာနဲ့ပါဇက်ထဲမှာအစာခြေစနစ်ကစပြီးအလုပ်လုပ်နေပါပြီတွားနဲ့ကြိတ်ဝါလိုက်တော့အစာတွေကသေးသွားပြီးအင်ဇိုင်းတွေနဲ့ထိတွေ့ဖို့ပူလွယ်သွားပါတယ်တတွေးထဲမှာပါတဲ့အင်ဇိုင်းတွေကကစီတက်ဥပမာထမင်းကိုပါဇက်ထဲမှာတဲ့စခြေပေးတယ်လို့အစီတက်ကိုလည်းနည်းနည်းစီစဖြိုခွဲပေးပါတယ်ပြီးရင်တော့ရှာနဲ့တွန်းပြီးအစာပြုံထဲကနေအစာအိမ်ထဲရောက်အောင်ပို့လိုက်ပါတယ်အစာအိမ်ထဲရောက်ရင်အစာတွေကအနှစ်လိုမျိုးဖြစ်သွားတဲ့အထိကြက်သားတွေကနေဖက်ပေးပါတယ်အစာအိမ်ထဲကအဆစ်ကအသားဓာတ်တွေကိုခြေဖြတ်ပေးပါတယ်ဗီတာမင် B12 ကိုစုပ်ယူနိုင်အောင်လဲဒီမာတင်ပြင်ဆင်ပေးပါတယ်အစာအိမ်ကနေပူလန်းချောင်းတွေကိုအစာတွေဖြည်းဖြည်းချင်းပဲလွတ်ပေးတာပါအသည်းနဲ့ပန်ခရီးယားကကူညီပုံအစာအနှစ်တွေကိုပူသိမ်ထဲရောက်လာရင်အသည်းနဲ့ပန်ခရီးယားကအားဖြစ်ပေးပါတယ်အသည်းကနေသဲကြည်ရည်ထုတ်ပေးပြီးအဆီတွေကိုပျော်ဝင်အောင်လုပ်ပေးပါတယ်ပန်ခရီးယားကတော့အင်ဇိုင်းအမျိုးမျိုးထုတ်ပေးပြီးအစာအိမ်ကပါလာတဲ့အက်ဆစ်တွေကိုလည်းဓာတ်ပြေအောင်လုပ်ပေးပါတယ်ဒါမှပူလန်းချောင်းမပူမှာပါတကယ်တမ်းအာဟာရအများစုကိုစုပ်ယူတာကဘူသိမ်ထဲမှာပါဘူသိမ်ထဲမှာအမွှေးနုလေးတွေအများကြီးရှိနေတော့အာဟာရတွေကိုပိုပြီးအထည်ရောက်ဆုံးစုပ်ယူနိုင်တာပါအသားဓာတ်တကြားဓာတ်နဲ့အဆီဓာတ်တွေကိုစုပ်ယူပြီးခန္ဓာကိုယ်ရဲ့ပြန်ရည်ကြောစနစ်နဲ့သွေးကြောထဲကိုပို့ပေးပါတယ်အာဟာရတွေကိုစုပ်ပြီးလို့ကြံခဲ့တဲ့အညစ်အကြေးတွေကဥမကြီးထဲရောက်လာပါတယ်ဥမကြီးကရေနဲ့တက်စားတွေကိုပြန်စုပ်ယူပါတယ်။ဗိုက်ထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကကျန်နေတဲ့အစာဟောင်းတွေကိုဆက်ချေပေးပြီးခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီအက်ဆစ်လေးတွေထုတ်ပေးပါတယ်။နောက်ဆုံးအစာဟောင်းတွေကစအိုထဲရောက်လာရင်တော့စအိုရဲ့အတွင်းပိုင်းကြက်သားကတော့အလိုလိုပွင့်သွားတတ်ပေမဲ့အပြင်ပိုင်းကြက်သားကိုတော့ကျွန်တော်တို့ကထိန်းထားလို့ရပါတယ်။အစဉ်ပြေတဲ့အချိန်ကျမှဝမ်းအဖြစ်စွန့်ထုတ်လိုက်တာပါအပေါ်ကအချက်အလက်တွေကအစာခြေစနစ်ရဲ့အလုပ်လုပ်ပုံရေဘူးရသဘောတရားတွေပါ